မင်္ဂလာပါခင်ဗျ Pro Anti Commander Training Center မှာကြိုဆိုပါရခင်ဗျကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်သင်ခန်းစာကတော့6အကောက်တိစားရမှာကျွန်တော်အရှိရဗီဒီယိုပါသင်ခန်းစာမှာ non current asset ကြောင့်ကျွန်တော်ရှင်းပြပြဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ရှင်းပြပေးမယ့်ဗီဒီယိုပါသင်ခန်းစာကတော့ current asset အကြောင်းပဲဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့6အကောက်ကိုတိဆောက်မယ်ဆိုလို့ရှိရင် class အကောက်ရဲ့အနေတွေကိုထည့်တဲ့ချိန်မှာheader ခေါင်းစဉ်တွေအားပါတယ် header ခေါင်းစဉ်အားမှာ class အကောက်ကိုဘယ်လိုခွဲမှာလဲပြီးရင် debit credit ကိုဘယ်လိုခွဲမှာလဲဆိုတဲ့အတိအကျအရာလေးပဲဖြစ်ပါတယ်ကျွန်တော်ရှေ့ရဗီဒီယိုဖိုင်သင်ခန်းစာရဲ့ပထမဆုံး6အကောက်တိဆောက်တဲ့ဗီဒီယိုဖိုင်သင်ခန်းစာမှာဒီ account number ID ကိုဘယ်လိုဂန္ဓာလေးနဲ့ပါပြီးတော့ ID number သတ်မှတ်နေဆိုတာရှင်းပြပြဖြစ်ပါတယ်ခင်ဗျရှေ့ရဗီဒီယိုဖိုင်မှာပြန်ပြီးတော့လေ့လာစေချင်ပါဗျဒါဆိုလို့ရှိရင်အခုရှင်းပြပေးမယ့် current asset ကြောင့်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်နော်current asset ဆိုတာဟာဘာလဲဆိုလို့ရှိရင်6အကောက်ဒီဇိုင်းမှာ current asset ကို class အကောက်ကိုဘယ်လိုခွဲပြီးတော့ထည့်လဲဆိုတာဟာကျွန်တော်အဓိပ္ပာယ်ကိုရှင်းသွားအောင်လို့ current asset တွေရဲ့အကောက်လေးတွေကိုကျွန်တော်နားလည်ပါအောင်လို့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ current asset နဲ့ non current asset ဆိုတာဟာပေါင်းချင်းဘာလဲဆိုရှင် total asset ရနော် current asset နဲ့ non current asset ပါကိုပေါင်းရင် total asset ရ total debt လုံငါရဲ့ asset ဆိုတာဟာဘာလဲဆိုရှင် non current asset และ debit ပဲcurrent asset လဲပါလဲ debit ဒါဆိုရင် asset ဆိုတာ total asset လဲပါလဲဆိုရင် current asset non current asset ပါလဲtotal asset အဲ့ဒါလဲ debit ပဲเนาะဒါဆိုအရှိရဗီဒီယိုပိုင်းသင်ခန်းစာမှာ non current asset ကြောင့်ရှင်းပြပြီးဆိုရှင်အခုကပါလဲဆိုရင် current asset ကြောင့်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်က current asset ကြောင့်ရှင်းပြခင်မှာပထမဆုံးကျွန်တော်အနူးညော့တောက်ပန်ချင်ပါတယ်ခင်ဗျကျွန်တော်ကအရှိရဗီဒီယိုပိုင်းသင်ခန်းစာအပိုင်း14မှာကျွန်တော်ကဏ္ဍတစ်လုံးမှားပြီးတော့ကျွန်တော်ပြောပြမိတယ်ခင်ဗျအဲ့ဒီကဏ္ဍလေးကပါလဲဆိုရှင် non current asset အမှာကျွန်တော်တို့တွေက non current asset အကြောင်းကိုရောင်းချတဲ့အချိန်မှာကဏ္ဍထည့်ကြဘယ်လိုထည့်ရလဲဆိုတာကဏ္ဍတစ်လုံးမှားပြီးတော့ထည့်ပြီးတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့က non current asset တစ်ခုကိုရောင်းချလိုက်ပြီရောင်းချလိုက်တဲ့ဆိုလို့ရှိရင်အဲ့ဒီ non current asset မှာဘယ်လိုထည့်လဲဆိုတာအဲ့ဒီအရာလေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ်နော် non current asset အရှိရဗီဒီယိုဖိုင်ကိုသင်ခန်းစာကျွန်တော်မှားပြီးတော့ရေးမိတဲ့အတွက်ကျွန်တော်အနူးညောတောက်ပါပါတယ်ခင်ဗျခွဲထုတ်ပေးပါလို့ကျွန်တော်တောက်မှချင်ပါတယ်ခင်ဗျဒါဆိုကျွန်တော်တောင်းပန်ပြီးပြီဆိုရှင်တော့ကျွန်တော်ဆက်ပြီးတော့အရှိရဗီဒီယိုဟာဒီဗီဒီယိုဖိုင်ဒီအပိုင်စလေးမှာအဲ့ဒီအရာလေးကိုကျွန်တော်ပြန်ရှင်းပြပေးမယ်နော်နည်းနည်းလေးမှားသွားတဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျဒါဆိုရှင်ဥပမာပေါ့နော်ကျွန်တော်တို့တွေကအရှိမှာဗာလဲဘယ်နေရာမှာမှားသွားလဲဆိုရှင်ဟင်လား using land and bid ကျွန်တော်တို့က sorry say land and bid ဆိုတာ non current asset တခုရောင်းချလိုက်တယ်ကျွန်တော်တို့က non current asset ကိုရောင်းချတဲ့ဆိုရှင် non current asset အမှာအဲ့ဒီအကောင့်လေးနဲ့ပတ်သက် land and bid မှာဘာလို့ပေးရမလဲဆိုရှင် name ကအဲ့ဒီကဖြုတ်ပြရမှာအဲ့ဒီ non current asset ကိုဖြုတ်ပြရမှာဒီ non current asset မရှိကိုကျွန်တော်တို့ကရောင်းချလိုက်တာ say မရှိဆိုအဲ့ဒီ say မရှိအကောင့်ကိုကျွန်တော်တို့ကနေနေတာဘာလို့ပြရမလဲတန်ဖိုးတွေအကောင့်တွေကိုဖြုတ်ပြရမှာဖြစ်ပါတယ်เนาะအဲ့ဒါဆိုရှင်အခုကကျွန်တော်မှားတဲ့နေရာလေးကဘယ်နေရာလဲဆိုလို့ရှိရင်ဒီစေးလမ်းအပေးတဲ့အဆောက်တစ်ခုကိုကျွန်တော်တို့ကရောင်းချတယ်လမ်းနဲ့အမြေကြီးနဲ့အဆောက်ကိုကျွန်တော်တို့ကရောင်းချလိုက်တယ်เนาะအဲ့ဒါဆိုဥမာပါဒီလမ်းအပေးတဲ့ကျွန်တော်တို့ဝယ်တော့ဘယ်လောက်လဲဆိုရှင်9သိန်းနဲ့ဝယ်လိုက်တယ် accumulated depreciation of bid အဲ့ဒီဆောက်ကို3ရင်းနဲ့9နှစ်ကြာတယ်ဆိုလို့ရှင်ဟောင်းနွားလာတဲ့အချိန်မှာဘယ်လောက်ကိုကြာဆင်းသွားလဲဆိုရှင်ဒါ3သိန်းလောက်ကြာဆင်းသွားတယ်เนาะဒါဆိုရှင် book value of the land bid အဲ့ဒီဆောက်တစ်ခုကျွန်တော်တို့ဝယ်တော့9သိန်းရဒီလမ်းအပိတ်တဲ့ပုံမှာကျွန်တော်တို့တွေကဒီdepreciation နဲ့အကလို့ပေါင်းပြီးတော့တွက်လိုက်တယ်ဆိုလို့ရှိရင်တော့ depreciation နဲ့အကလို့ပေါင်းတက်လိုက် book value ကဘယ်လောက်လဲကျန်လဲဆိုလို့ရှိရင်4သိန်းပဲကျန်တယ်အဲ့ဒီ4သိန်းကျန်တဲ့ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒီဟာလေးရောင်းချလိုက်တယ်လမ်းအပိတ်တွေလေးကိုရောင်းချလိုက်တဲ့ဆိုမှာဘယ်လောက်ရတယ်ဆို4သိန်းနဲ့9000ရတယ်အဲ့ဒီ4သိန်းနဲ့9000ကိုဘယ်တက်ထည့်ရမလဲcash book က statement of financial position ဆိုတာ asset အောက်မှာရှိတဲ့အဲ့ဒါလေးကိုဘယ်ထည့်မလဲဆိုရှင်အဲ့ဒီ cash book ကို4သိန်းနဲ့9000ထည့်မှာ profit or sale ဆိုတာအများကြီးဘယ်လောက်များသွားလဲဆိုရှင်ကျွန်တော်တို့က9000များသွားတယ်အဲ့ဒီ9000 statement of profit or loss မှာရှိother income အနေနဲ့9000ထည့်ပေးရမှာတကယ်လို့ကျွန်တော်တို့ကဒီ land ပေးတဲ့ဆောက်ကိုကျွန်တော်တို့ book value နဲ့4သိန်းရတယ်အဲ့ဒီ4သိန်းရောင်းတဲ့တွေတကယ်3သိန်းနဲ့9000ရတယ်ဆိုရှင်1000ရှုံးသွားတယ်ဆိုရှင်အကယ်၍ရှုံးသွားတယ်ဆိုရှင်လားrevenue expenditure ဆို expire အောက်မှာကျွန်တော်တို့ကဘယ်လောက်ထည့်မှာအဲ့ဒီ1000ပြောပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်မှားတဲ့နေရာဒီနေရာလေးဖြစ်သွားတယ်4သိန်းနဲ့9000ထည့်ရမှာကိုကျွန်တော်ကဒီနေရာမှာ cash flow မှာ4သိန်းထည့်သွားတယ်တကယ်နဲ့ကြာရင်ကိုရောင်းတဲ့ဈေးက4သိန်းနဲ့9000ရတယ် cash flow မှာလည်း4သိန်း9000နဲ့သွားထည့်ရမှာဖြစ်ပါတယ်เนาะ other income မှာအများဘယ်လောက်များလဲ book value က9000များတယ်အဲ့ဒီ9000 statement of profit or loss မှာ9000သွားထည့်ပေးရမှာเนาะဒီနေရာလေးမှားသွားတယ်အဲ့ဒီအမှားတဲ့နေရာကိုကျွန်တော်အခုကပြန်ပြင်ပြီးတော့ပြင်ဆင်ချက်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှားတဲ့နေရာလဲကျွန်တော်အနူညွန်တောက်ပန်ပါခင်ဗျာခွင့်လုပ်ပေးပါလို့တောင်းပန်ချင်ပါတယ်ခင်ဗျာ
ဒါဆိုလို့ရှိရင်ကျွန်တော်အခုက current asset ကြောင့်ရှင်းပြပေးမယ်เนาะ current asset ဆိုတာကဘာပြောလဲဆိုလို့ရှိရင် current asset ဆိုတာလား asset ဆိုတာ debt asset current asset ဆိုတာ debit side เนาะဒီ asset တွေတိုးလာတယ်ဆိုရင် debit side မှာထည့်မယ်ရော့သွားတယ်ဆိုရင်တော့ credit side မှာထည့်ပေးရမှာဖြစ်ပါတယ် cash ရလာ data ဆိုရင် cash ဆိုတာကဘာဥပမာပြောရဆိုရင်လား cash လေးဆိုရင်ဗာလဲ debit side asset เนาะ asset ဆိုတာလုပ်ငန်း asset debit side เนาะ cash တွေတိုးလိုက်ရင်ရော့သွားတယ်ဆိုရင် credit side ကိုထည့်လိုက်မယ်เนาะ cash တွေရလာတယ်ဝင်လာတယ်ဆိုရင်တော့ဘာထည့်ရမလဲဆိုရင်ငွေလေးဝင်လာတယ်ရလာတယ်ဆိုရင်တော့ debit side ထည့်ရမယ်ဝင်လာရလာရင်တော့ဘတ်ထည့်မယ်ဆိုရင် debit side မှာထည့်မယ် cash တွေတိုးလိုက်ရင်ရော့သွားတယ်ဆိုရင်တော့ဘတ်ထက်မှာထည့် credit side ကိုအရော့နေတဲ့ထည့်ပေးရမှာ credit side နဲ့เนาะလုပ်ငန်း current asset ကိုလက်ရှိပတ်ဆိုင်မှုဆိုတာကဘာလဲဆိုရင်လဲတနေ့အတွဲသို့မဟုတ်လုပ်ငန်း operating cycle အတွင်းနဲ့လုံးနေတဲ့တော့တွေပေါ့ငွေဖြစ်လာနိုင်တယ်သုံးချနိုင်မဲ့ပတ်ဆိုင်မှုတွေကိုဆိုလိုပါတယ်အဲ့ဒါငွေဖြစ်လွယ်တဲ့ဟာသုံးချနိုင်ပတ်ဆိုင်မှုတွေပေါ့လွယ်ပြောရရင်တော့အများငွေဖြစ်နိုင်တဲ့ asset တွေပါလားဒါဆိုလို့ရှိရင်တနေ့တော့တဲ့မှာမြန်ငွေဖြစ်နိုင်တဲ့ဟာကိုအဲ့ဒါ current asset လို့ခေါ်တာเนาะဒါဆို current asset မျိုးစားတွေပါရှိတယ်ဆိုတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါเนาะ cash in hand ဆိုလက်ထက်မှာရှိတဲ့ငွေဆိုတာဟာလွယ်တကူပါဆိုလို့ရှိရင်အမြန်သုံးလို့ရတယ်เนาะဒါဆိုဘာကိုမြန်လေးနဲ့ကုန်သွားနိုင်တဲ့ဟာเนาะဘန်ဆိုတာဘန်ပေးလဲဆိုတော့ကျွန်တော်တို့ကငွေသားနဲ့လက်ထက်မှာလက်ပဲရှိတဲ့ဟာလေးရှိရဘန်မှာအဘန်မှာဝင်နေတဲ့ငွေလေးလည်းရှိရတော့အဲ့ဒါ KBZ တို့ AYA တို့ CB Bank account တို့เนาะ POS နဲ့ကျွန်တော်တို့က POS ဆိုတာကျွန်တော်တို့ wait ပေးပါအဲ့ဒီမျိုးပေါ့เนาะ mobile banking နဲ့ပေးထားတဲ့ဟာအဲ့ဒီအဘန် account နဲ့နေရရှိလာတဲ့ဟာလေးအဲ့ဒါလေးကပါဆိုလို့ရှိရင် cash ပဲเนาะဒါပေမဲ့ level မှာရှိတဲ့ cash နဲ့ဘာမှထည့်ထားတဲ့ cash အဲ့ဒါပဲကွာလာเนาะအဲ့ဒါလေးကပါလဲဆိုရင် current asset လေးပဲเนาะ trade receiver ဆိုတာ debtor လုပ်ငန်းက customer ဆိုမှရရှိတဲ့ငွေကျွန်တော်တို့တွေကလုပ်ငန်း customer တွေစီမှာကျွန်တော်တို့ကုန်နေအကျွေးနဲ့ရောင်းလိုက်တယ်အကျွေးတွေရစေရှိတာလေအဲ့ဒါကို trade receiver လို့ခေါ်တယ်เนาะ other receiver ဆိုတော့ trade mobile အခြားရရှိငွေများဥပမာ stock ကိုခြေထားတဲ့ငွေကျွန်တော် logo ရဲ့လို့တမငွေခြေလိုက်တယ်အပြီး supplier ကိုအပို့ပေးထားပြီးပြန်ရရှိတဲ့ငွေเนาะ supplier တွေကျွန်တော်တို့အငွေလေးအပို့ပေးထားတယ်အဲ့ဒါပြန်ရမယ့်ငွေလေးเนาะအဲ့ဒါလေးအဲ့ဒီငွေလေးကို other receiver လို့ခေါ်တာเนาะ inventory store ဆိုတာဟာရရှိတော့ကိုပစ္စည်းလက်ကျန်များကျွန်တော်တို့တွေက inventory ဆိုကျွန်တော်တို့က trading လုပ်ငန်းဆိုရင်ကိုဝယ်ပြီးတော့ရောင်းတယ်အဲ့ဒီကိုမှရှိတဲ့ level ရှိတဲ့ကုန်လေးပြီးကိုမှ level ကို inventory နဲ့ store နဲ့တူပဲเนาะအဲ့ဒါလေးတွေကပါဆိုရင်ကိုပစ္စည်းလက်ကျန်အဲ့ဒါလေးကကိုရဲ့ asset လေးရเนาะ current asset လေးဖြစ်ပါတယ် prepaid expense ဆိုတာကြိုတင်ပေးထားတဲ့ငွေလေးအကြိုတင်ပေးချေထားပြီးသားငွေတွေဆိုတော့အိလာခါလိုက်ရှိ internet ဖိုးတွေကျွန်တော်အိလာခါလေးတွေကကျွန်တော်တို့လည်းကြိုတင်ပေးချေထားရလေးလည်းရှိနေမှာเนาะပြီးတော့ဆိုလို့ရှိရင်လား prepaid expense ပြီးသွားပြီဆိုလို့ရှိရင်တော့ cash ဆိုတာ deposit မရှိကျွန်တော်တို့က non current asset ဆက်ဟောက်တယ်လို့ set တစ်ခုကိုကျွန်တော်ရောင်းချလိုက်တယ်เนาะnon current asset မှာရောင်းချတယ်ဆိုအဲ့ဒီမရှိပါဗျာနေနေတာကျွန်တော်တို့က value တန်ဖိုးလေး asset မရှိနေနေကိုကျွန်တော်ဖြုတ်ပေးရမယ်เนาะ statement of financial position အောက်မှာရှိ non current asset အောက်မှာရှိတဲ့အဲ့ဒီမရှိလေးကိုဖြုတ်ပေးရမယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့လည်းရောင်းလိုက်တာဘယ်လောက်ရလဲဆိုရင်3000ရလိုက်တယ်အဲ့ဒီ3000 cash နေနဲ့ကျွန်တော် current asset နေနဲ့ current asset အောက်မှာရှိတဲ့ cash နေနဲ့ဘယ်လောက်ထည့်မလဲ3000အောင်သွားထည့်လိုက်မယ်เนาะဘာနဲ့ဝယ်လို့ဆိုရင်ဘာကောက်တဲ့ထည့်မယ်ဒါပေမဲ့လက်ငင်းချေတယ်ဆိုရင် cash နေနဲ့ cash နေနဲ့3000ပဲเนาะဒါဆိုအဲ့ဒါပါလဲ current asset ပဲဖြစ်တယ် prepaid run ဆိုတာကျွန်တော်ကကြိုတင်ငှားထားတဲ့ငှားခါလေးရှိအဲ့ဒါလောက်ခါကိုနာကအတွက်ကြိုပေးထားတာလေးရှိတယ်เนาะအဲ့ဒါတည်းကျွန်တော်လောက်ခါကြိုတင်ပေးထားတဲ့ဟာအဲ့ဒါ prepaid run လို့ခေါ်တာเนาะprepaid insurance ဆိုအာမခံကြေးကြိုတင်ပေးတာရှိအာမခံကြေးဆိုတော့ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်တဲ့အာမခံကြေးအာမခံကြေးတွေရှိရအလုပ်သမားလေးတွေအာမခံကြေးတွေရှိရအဲ့ဒါမျိုးကြိုတင်ပေးရတဲ့ဟာလေးရှိရအဲ့ဒါလုပ်ငန်းရဲ့ current asset လေးပဲเนาะပြီးတော့ deferred expense ဆိုတာဘာလဲဆိုလို့ရှိရင် deferred expense ကဘာလဲဆိုလို့ရှိရင်လားအရင်ပေးထားပြီးလားနောက်ပိုင်းမှာ expense ဖြစ်သုံးမဲ့ဥပမာ9နှစ်စာချုပ်ငှားရန်ထားတာကို expand နေလားတစ်ခါတည်းပြလင်းလား statement of profit or loss မှာအများနေမှာနန်းနေမှာဆိုလို့လားတစ်ခါတစ်နှစ်တစ်ခါ expand နဲ့ပြပြီးရကြံသိငွေများကိုလား statement of financial position အောက်မှာ current asset နေနဲ့လားထည့်ထားတာเนาะဒါပေမဲ့ကျွန်တော်တို့က9နှစ်စာအဲ့ဒါတစ်ခါတလေကိုယ့်ရဲ့အပေါ်မှာရှိတဲ့ manager လူကြီးပေါ်မှာမူတည်နေเนาะကိုယ့်ရဲ့လုပ်ငန်းက9နှစ်စာချုပ်လဲဆိုတော့တခါတည်း expand နေနဲ့9နှစ်ထည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ profit ရပါဖြစ်သွားတယ်နည်းသွားတယ်အဲ့ဒါကြောင့်တစ်နှစ်တစ်ခါနဲ့ကျွန်တော်တို့ရexpand ကိုထည့်လိုက်မယ်statement of profit or loss ထဲကိုမှရှိတဲ့ expand အောက်မှာတစ်နှစ်တစ်ခါထည့်မယ်900ခါလေးကို expand အဲ့ဒါကျန်တဲ့4နှစ်ဟာလေးကိုတော့ဘယ်ထဲမှာ4နှစ်ကို current asset အောက်မှာသွားထည့်ထားမှာနောက်တစ်နှစ်ဆိုလို့ရှိရင်တော့
ဒီ sorry current asset မှာထည့်ထားတဲ့ဒါပတင်းနေချင်းရှော့ပြီးတော့ statement of profit or loss မှာတနေ့ဒီစီသွားထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါမှာကိုယ့်ရဲ့လုပ်ငန်းပါလဲဆိုလို့ရှိရင်အများတွေကိုနဲ့ပို့ပြီးတော့ရလာမှာဖြစ်ပါတယ်နော်အများ expand ထည့်များရင် expand များရင် profit နဲ့တယ်နော်expand နဲ့ရင် profit များတယ်အဲ့ဒီ policy တိုင်းထည့်ဖို့အတွက်ကျွန်တော်တွေကတနေ့တစ်ခါတော့defa expand နေနဲ့ခြံပြီးတော့သူပြီးအဲ့ဒီ defa expand ကတနေ့တစ်ချိန်ကြာရင်တော့သူပေးရမယ့်ဟာပဲဒါပေမဲ့တစ်ခါတပြက်တည်းမတည့်ပဲနဲ့ sorry current asset အောက်မှာသွားပြီးတော့ထည့်ထားတဲ့ဟာဖြစ်ရနော်ပြီးရင်ဒီလိုမျိုးရှင်းပြလို့ရှင်းမပြေဘူးဆိုရင်အရှိကဗီဒီယိုဖိုင်လေးကိုပြန်ပြီးတော့လေ့လာစစ်ချင်တယ်ခင်ဗျ cash advance ဆိုတာဟာဝန်ထမ်းအကြောင်းသူတို့ကိုအရင်ပေးထားတဲ့ငွေကျွန်တော်တို့က star တွေကိုပေးထားတယ် traveling expand လာသူကခီးစေးတဲ့ကျွန်တော်ကကြိုတင်ပေးထားတယ် expand မတင်သေးရွေး current asset နေတဲ့ထားကိုယ့်ရဲ့လူသမားတွေကိုခီးသွားဖို့ရှိတယ်သူ့ကိုခီးစေးနေနဲ့ကျွန်တော်ကကြိုတင်ထုတ်ပေးထားတယ်သူကခီးသွားပြီးတော့သူက voucher နဲ့ကိုယ်ဘယ်လောက်ကိုသွားတယ်ပြန်ပြပြီးမှကျွန်တော်က expand နေနဲ့ပြတယ်အဲ့ဒီမျိုးမပြတဲ့ရွေး star ကိုပေးထားတဲ့ငွေကိုပါပြောရဲဆိုရှင်အဲ့ဒါ cash advance လို့ပြောတာเนาะအဲ့ဒီမျိုးနေနဲ့ထက်တယ်အဲ့ဒါကပါလဲ current asset ဖြစ်တယ်เนาะadvance tax ဆိုတာဟာပါအခွန်လေးကြိုတင်ပေးထားခြင်းဖြစ်တယ်ကိုယ့်ရဲ့အခွန်ခါတွေကြိုတင်ပေးထားရတယ်ဖြစ်เนาะ advance income ဆိုတာကြိုတင်ရရှိပြီးသားလားဒါပေမဲ့ငွေမရသေးပဲဝင်ငွေတဲ့ဥပမာပြော buy interest ရရှိပြီးသားငွေမဝင်သေးရเนาะဘာမှကျွန်တော်အတိုးရရှိတယ်ဒါပေမဲ့အဲ့ဒါတကယ်ရရှိရမယ်ဟာ advance income ဆိုတာကြိုတင်ရမယ်တကယ်ရရှိရမယ်ဟာတကယ်မရသေးဘူးဥပမာပြောမှဆို buy interest ပေါ့เนาะဒါဆိုလို့ရှိရင် current asset ဆိုတာဘာလဲဆိုတဲ့သဘောကိုကျွန်တော်ရှင်းပြပေးတာနားလည်မယ်ထင်ပါတယ်ခင်ဗျဒါဆို6အကောင့်မှာဒီ class 6အကောင့်မှာ account name ကဘာလဲ header ကဘာလဲအဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်เนาะဒါဆိုလို့ရှိရင်လွန်ငယ်ရဲ့asset current asset ဆိုတာ debit side เนาะဒါဆို current asset ဟူတယ်မြအခုလိုပါလဲ debit side နဲ့ထည့်မယ် current asset လေးအခုလို debit side ထည့်မယ် header ကောက်စဉ်ကတော့ပါလဲ assetဒါဆိုရှင် class အောက်မှာပါလဲဆိုရှင် current asset เนาะဒါဆိုရှင် current asset အောက်မှာဘာတွေပါလဲ current asset အောက်မှာဘာတွေပါလဲ current asset မှာ inventory ပါတယ် trade receipt ပါတယ် other receipt ပါတယ် cash deposit or machine တွေပါတယ်ပြီးရင် ban ပါမယ် ban မှာထည့် ban မှာတူတွေရှိမှာပေါ့เนาะ prepaid expense prepaid right ကြိုတင်500ခါတွေရှိမယ် prepaid insurance ကြိုကျွန်တော်တို့ရဲ့လူသမားတွေကအဲ့ဒါတွေကိုအမခံကြေးတွေကြိုတင်ပေးထားရတယ်ရှိရ defi expense ဆိုတာကျွန်တော် expense တပြက်တည်းအကုန်လုံးငါနေကျွန်တော်တို့ expert တစ်နှစ်တစ်ခါ9သိန်းဆိုရင်9သိန်းလို့တစ်ခါတဲ့ expert နေနဲ့ကျွန်တော်မပြချင် statement of profit or loss မှာ expert နေနဲ့မပြချင်တဲ့တစ်သိန်းကိုတော့ statement of profit or loss မှာ rank expert နေနဲ့အခန်း900ခန်းနေနဲ့တစ်နှစ်စာထည့်ပြီးတော့ကျန်တဲ့၄နှစ်စာကိုတော့ကျွန်တော်က defa expert နေနဲ့ current asset မှာရည်ရည်နေနဲ့တွားထားတာဖြစ်ပါเนาะပြီးရ cash advance ဆိုတာကျွန်တော်ကြိုတင်ပေးချထားရရတယ်ရှိတယ် advance တဲ့ဆိုခွန်ခါလေးကြိုတင်ပေးထားရတယ်ရှိတယ် advance income ဆိုကြိုတင်ရရှိရတယ်ဖြစ်တယ်ဒါပေမဲ့မရရှိသေးဘူးเนาะအဲ့ဒါရရန်ရှိaccrue income ဆိုတာဟာရန်ရှိ accrue ဆိုတာရန်ရှိ accrue income ဆိုတာရရန်ရှိကျွန်တော်တို့ရစရာရှိတယ်အဲ့ဒါပဲပါရစရာရှိတယ်ဆိုလို့ရှိရင်ဘာမှအတိုးရစရာရှိတဲ့ဟာတွေအဲ့ဒါလေးပြောเนาะဒါဆိုလို့ရှိရင်အခုပြောပေးတဲ့ charts account design မှာ header တို့ class account တွေ account name တွေခွဲတဲ့ဟာလေးပြီးရ debit side တာမှန်တဲ့ဟာတွေနားလည်မယ်လို့ထင်ပါတယ်ဗျာနောက် video file သင်ခန်းစာမှာဆိုလို့ရှိရင် equity LV ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးရှင်းပြပေးမှာပြပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနောက် video file မှာပြန်လည်ဆွေးနွေးကြပါမယ်ခင်ဗျာ